ကဲအားလုံးပဲကျွန်တော်တို့ Manchester United ဖန်ကြီးကိုများအားလုံးပဲမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ရပါတယ်ကျွန်တော်တို့နှစ်ပြန်စနေနေ့ညနေမှာအစောဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Premier League ပွဲစဉ်6ရက်မှာအစောဆုံးပွဲစဉ်တစ်ပွဲ Brentford နဲ့ Manchester United ပွဲရက်မှာပွဲကြို3သက်ချက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ညီတို့အနေနဲ့ကျွန်တော်ရဲ့မှာ Spotlight 2 page ကို like and follow မလုပ်ရသေးညီကိုများကျွန်တော်ရဲ့မှာ page ကို like and follow လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ Twitter account ကနေတစ်ဆင့်ကြည့်ရှုနေတဲ့ညီကိုများကျွန်တော်ရဲ့မှာ page ကိုကျွန်တော်ရဲ့မှာ Twitter account လေးကိုလည်းပဲ follow လေးပြုလုပ်ပေးသွားကြပါအောင်ဗျာနော်အဲ့တော့ကျွန်တော်အနေနဲ့ပထမဆုံးကျွန်တော်တို့အသုံးသက်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီပွဲရဲ့မှာကျွန်တော်တို့ခံမှန်း line ကိုအရင်ဆုံးကျွန်တော်တို့သွားကြည့်ကြရအောင်နော်ကျွန်တော်တို့ Brentford ဘက်ကထွက်လာခဲ့တဲ့ခံမှန်း line ကတော့ကိုသမား K Healer နဲ့ပွဲထွက်လာခဲ့မှာဖြစ်ပြီးတော့နောက်တန်းမှာဆိုလို့ရှိရင်တော့ Theory Van der Vaart Collins Pinot Lewis Porter တို့လိုသမားတွေကပွဲထွက်လာမှာဖြစ်ပြီးတော့ပွဲလည်မှာဆိုရင်တော့ Yarmolenko Henderson နဲ့ Dankos ရဲ့သမားတွေပွဲထွက်လာမှာဖြစ်ပါတယ်တိုက်ချက်မှာဆိုရင်တော့Thiago နဲ့ကျွန်တော်တို့ Sardi ဆိုတဲ့သမားတွေပဲပွဲထွက်လာမှာဖြစ်တယ်ဗျာနော်အဲ့တော့သူတို့ရဲ့မှာကျွန်တော်တို့နီးပြသစ်ဖြစ်တဲ့ Kate Andrew အနေနဲ့ဒီပွဲစဉ်မှာကတော့ကျွန်တော်တို့9-3-2ဆိုတဲ့ကစားကွက်နဲ့ပွဲထွက်လာမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့မှာ Manchester United ဟာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာကျွန်တော်တို့ပထမ first line နဲ့အဖြစ်ကိုသမား Behindra ပြီးရင်တော့နောက်တန်းမှာဆိုရင်တော့ဒီလက်မကွန်ယာလူရှော့တို့ပွဲထွက်လာဖို့ရှိပြီးတော့ကွန်လဲမှာဆိုရင်တော့ဒါလော့ Ugarte Bruno Fernandes နဲ့ကျွန်တော်တို့ Doku တို့ပွဲထွက်လာမယ်ဆိုပြီးခံမှန်းထားတာဖြစ်ပါတယ်တိုက်ချက်မှာဆိုရင်တော့ Ambumo Benjamin Shako နဲ့မတိရဲ့ကွန်ညာတို့ပွဲထွက်လာမယ်ဆိုပြီးတော့ခံမှန်းထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မှာနီးပြဖြစ်တဲ့အာမိုရီယာဆိုလို့ရှိရင်တော့ဒီပွဲစဉ်မှာလည်းပဲသူ့ရဲ့မှာပုံမှန်ကစားကွက်ဖြစ်တဲ့3-4-2-1ဆိုတဲ့ကစားကွက်နဲ့3 back system နဲ့ပဲပွဲထွက်လာမှာပဲဖြစ်ပါတယ်အဲ့တော့ Brentford တို့အနေနဲ့လည်းပဲကျွန်တော်တို့ဒီယာဒီမာကချီနီတွေကတော်တော်လေးဆိုးရွားနေခဲ့ပြီးတော့ကျွန်တော်တို့မှာ Manchester United တို့ဟာဆိုလို့ရှိရင်လည်းပဲဒီပွဲစဉ်မှာကဘယ်လိုမဆိုကျွန်တော်တို့နိုင်ပွဲရှာတွေ့ဖို့လိုအပ်နေတဲ့ပွဲစဉ်တစ်ပွဲပဲဖြစ်ပါတယ်Manchester United တို့အနေနဲ့ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်တုန်းက Chelsea အသင်းကိုနိုင်ထားတော့အနေငယ်လေးတော့စိတ်အားတက်ကြွမှုရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲစဉ်တုန်းက Chelsea နဲ့တွေ့ခဲ့တယ်အဲ့ဒီပွဲစဉ်တုန်းကကျွန်တော်တို့ခြေစွမ်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘာမှအားရလောက်စရာကောင်းအောင်ခြေစွမ်းတွေပြသထားခဲ့ခြင်းမရှိတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီပွဲစဉ်မှာလည်းပဲ Manchester United တို့အနေနဲ့အကောင်းဝင်ဆုံးဆိုတဲ့ကစားသမားတွေအကောင်းဝင်ဆုံးဆိုတဲ့ကစားကွက်တွေနဲ့ပွဲထွက်လာခဲ့အောင်တောင်မှ Brentford ကို Manchester United တို့အနေနဲ့ခက်ရင်ဆိုင်သွားရလိမ့်မယ်လို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်ဗျာနော်အဲ့တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ Manchester United တို့အနေနဲ့ Brentford တို့ရဲ့မှာအင်ကွန်းမှာတွားရောက်ပြီးတော့ဆော့ကစားရတိုင်းရလက်တွေကကျွန်တော်တို့ကောင်းလေကောင်းထမရှိတာဖြစ်တဲ့အတွက်ဒီပွဲစဉ်မှာက Manchester United တို့အနေနဲ့တော်တော်လေးရုန်းကန်ရလိမ့်အောင်မယ်လို့ထင်မြင်မိပါတယ် Brentford တို့နဲ့ Manchester United တို့ကအကောင်းဆုံးအခြေအနေဆိုလို့ Manchester United ကတည်တပေါက်ပဲကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကတော့ပြီးခဲ့တဲ့နှစ်တွေကအခြေအနေတွေကောင်းထားခဲ့တာဖြစ်ပါတယ်တချို့သောအချိန်တွေမှာက Brentford တို့ရဲ့အိမ်ကွန်းမှာကျွန်တော်တို့ရှုံးတဲ့အချိန်တွေကပိုများတာဖြစ်တဲ့အတွက် Manchester United တို့အနေနဲ့မနေ့ဖြန်ကျွန်တော်တို့စနေနေ့ညနေ6နာရီထိုးအချိန်မှာဆိုလို့ရှိရင်လည်း Brentford ကိုအနိုင်ရရှိဖို့တော့တော်တော်ကြီးကိုရုန်းကန်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ထိတ်တိုက်တွေ့ဆုံမှုရပါတော့ပြီးခဲ့တဲ့နှစ်တွေကကျွန်တော်တို့ Bookie အဖွင့်ကြီးတွေကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့ Brentford တို့ရဲ့မှာအိမ်ကွန်းမှာမနစ်ကတော့Brentford တို့ဘက်ကသေရဆုံးဆိုတဲ့ကြေးကိုပေးထားပြီးတော့ကျွန်တော်တို့ဂိုးပေါင်းကြီးအားဖြင့်တော့3-50ဆိုတဲ့အနေအထားကိုဖွင့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ Manchester United တို့ရဲ့မှာအင်ကွန်းမှာတွေ့ရင်လည်းပဲ Manchester United ကသေရရှုံးပေးရတယ်ပြီးရင်တော့ဂိုးပေါင်းကြီး3-50ဖွင့်နေကြဒါပေမဲ့ဒီနှစ်မှာကကျွန်တော်တို့ထူးထူးခြားခြားပဲ Manchester United တို့အနေနဲ့မျှော်လင့်ခြင်းစရာရှိတာကတော့ဒီနှစ်ရက်မှာကျွန်တော်တို့ internet အဖွင့်ကြီးလေးပဲဗျာဒီနှစ်ရက်မှာ internet အဖွင့်ကြီးကလက်ရှိအနေအထားအရ Brentford တို့ရဲ့မှာအင်ကွန်းဆိုပေမဲ့ဒီနှစ်မှာကကျွန်တော်တို့ရဲ့မှာချစ်လာစွာတော့ Manchester United ကနေပြီးမှ Brentford တို့ကိုကျွန်တော် level ပိုင်း50ဆိုတဲ့အနေအထားမျိုးဖွင့်ပေးခဲ့ပြီးတော့ဂိုးပေါင်းကြီး3-50ပြန်ပြီးတော့ဖွင့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့နှစ်တိုင်းမှာဆိုလို့ရှိရင်တော့ Brentford တို့ရဲ့မှာအင်ကွန်းမှာ Brentford တို့ကပေးတယ် Man U အင်ကွန်းမှာ Man U ကပေးတယ်ဆိုတဲ့အနေအထားမျိုးတွေကနေပြီးမှဒီနှစ်မှာဆိုလို့ရှိရင်တော့ Brentford တို့ရဲ့မှာနောက်ဆုံးရလဒ်တွေကတော်တော်လေးဆိုးရွားနေခဲ့တာဖြစ်တဲ့အတွက် Manchester United ကပဲကျွန်တော်တို့အဝေးကွန်းဖြစ်ပြီးတော့သေအဆုံးပြန်ပေးထားတယ်ဆိုတော့တော်တော်လေးတော့ကျွန်တော်တို့စဉ်းစားစရာအနေအထားတွေကျွန်တော်တို့တွေတွေ့မြင်နေခဲ့ရတာပဲဖြစ်ပါတယ်တချို့တော့ကျွန်တော်တို့ဒီနေ့ website တွေမှာတချို့တော့ကျွန်တော်တို့ဘယ်လိုပြောမလဲ YouTube channel မှာတွေ့ရတဲ့အနေအထားရတော့ Manchester United တို့အနေနဲ့နိုင်မယ်ဆိုရင်ဒီထက်ပိုတဲ့ကြီးတွေနဲ့ဖွင့်ပေးတဲ့နယ်လို့သူတို့တွေစူထားခဲ့ပေမဲ့ဘယ်လိုပြောမလဲသူတို့မှားတယ်လို့ပြောတာမဟုတ်ဘူးဗျာ Manchester United တို့အနေနဲ့နှစ်တိုင်း Brentford တို့ရဲ့မှာအင်ကွန်းမှာကအများအားလို့ Brentford တို့ကသေရရှုံးပေးနေကြဒီနှစ်မှာပဲကျွန်တော်တို့ရဲ့မှာ Manchester United က Brentford တို့ရဲ့မှာအင်ကွန်းကိုတွားပြီးတော့ကျွန်တော်တို့သေရရှုံးပြန်ပေးရတယ်ဆိုတော့ဒီကြီးကကျွန်တော်တို့ပြောတယ်လို့ဘယ်လိုမှပြောလို့မရဘူးဗျ။ဘာဖြစ်လို့လဲပုံမှန်ပေးနေကြ Brentford တို့ကသေရရှုံးပေးရကနေပြီးမှကျွန်တော်တို့ရဲ့မှာ Manchester United ကပြန်ပြီးတော့သေရရှုံးပေးရဆိုတဲ့အနေထားမှာကတော့ဒီကြီးကကျွန်တော်တို့တော်တော်လေးပြင်းတယ်လို့ပြောလို့ရတယ်။ Manchester United တွေမှာလက်ရှိကျွန်တော်တို့ခြေစွမ်းတဲ့အနေထားအရကြည့်မယ်ဆိုလို့ရှိရင်လည်းဒီကြီးကပြင်းတယ်လို့ပြောလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့
လက်ရှိဘူကီကြီးအနေထားရတော့မနေ့ပြန်မှာတော့ Manchester United တို့အနေနဲ့ကျွန်တော်နိုင်ပွဲတွေ့ဖို့အတွက်တော့ကျွန်တော်တို့အရေးအယောင်တော့မြင်ရောင်နေခဲ့ပြီပဲဖြစ်ပါတယ်ဗျာနော်အဲ့တော့ညီကိုတို့ရဲ့မှာအမြင်ရကောဒီပွဲစဉ်မှာက Brentford နဲ့ကျွန်တော်တို့ Manchester United ပွဲစဉ်မှာ Brentford ရဲ့မှာအင်ကွန်းမှာ Manchester United ကအနိုင်ရရှိအောင်ကစားနိုင်လိမ့်မယ်လို့ထင်မြင်မိလားညီကိုတို့ရဲ့မှာမြတ်ကိုမှတ်ချက်မှာရေးပေးကြလို့ရပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီပွဲစဉ်ကိုကျွန်တော်တို့အာရှပရိသတ်တွေရဲ့မှာအကြိုက်ကျွန်တော်တို့အနေငယ်လေးတွားပြီးတော့သုံးသက်ကြည့်မယ်ဆိုလို့ရှိရင်တော့ Manchester United တို့ကအနိုင်ရရှိဖို့80%လောက်ထိရှိနေခဲ့ပြီးတော့ Brentford တို့ဘက်ကတော့ကျွန်တော်တို့15%လောက်ရှိနေခဲ့တာဖြစ်ပါတယ်။တေကြဖို့ကလည်းပဲ15%လောက်ဆိုတော့ကျွန်တော်ထင်တယ်ဗျဒီပွဲမှာကတေကြဖို့ရာခိုင်နှုန်းတော်တော်လေးတော့နေသွားခဲ့ပြီလို့ထင်တယ်။အဲ့တော့ Manchester United တို့အနေနဲ့ဒီပွဲစဉ်မှာကကျွန်တော်တို့ကြည့်ရမယ့်အနေအထားအရတော့ဘယ်လိုပြောမလဲတေကြရင်ကြမကြရင်ကျွန်တော်တို့ Manchester United တို့ကပဲအနိုင်ဆိုတဲ့အနေအထားမျိုးကျွန်တော်တို့တွေကြည့်ရမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲလက်ရှိဖွင့်ပေးထားတဲ့ကျွန်တော်တို့တေအရှုံးဆိုတဲ့ကြေးကဒီပွဲစဉ်တစ်ခုကတေကြရင်ကြမကြရင်တော့ကျွန်တော်တို့ကြေးပေးထားတဲ့အသင်းကနိုင်တာတွေရှိရများတယ်ဗျအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ Manchester United ပဲကျွန်တော်ကတော့ဒီပွဲစဉ်မှာကအာရှပရိသတ်တွေရဲ့မှာအကြိုက်တိုင်းပဲကျွန်တော်ထင်တယ်ဗျ 1-0 ဒါမှမဟုတ်ရင်တော့ 2-1 တပေါက်လောက်နဲ့အနိုင်ရရှိသွားမယ်လို့ထင်တယ် Brentford တို့ကဒါ Manchester United ကိုအနိုင်ကစားရခြင်းဆိုလို့ရှိရင်တော့အနိုင်ကစားမယ်ဆိုလို့ရှိရင်သူတို့ရဲ့မှာအင်ကွန်းမှာတေချာပေါက် Brentford တို့က level ရှုံးပြန်ပေါက်ရမှာဒါကမလွဲမသွေပဲဗျပုံမှန်သွားနေကြတက်ကနေပုံမှန်သွားနေကြသူတို့ရဲ့မှာထုံးစံတိုင်းပဲ Brentford တို့ကကြည်ပေးရမှာအခုက Manchester United တို့အနေနဲ့အနည်းဆုံးတည်ရည်နဲ့အနိုင်မဲဆိုတဲ့အနေအထားမျိုး Manchester United တို့က level ရှုံပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ဒီပွဲစဉ်မှာရေးရေးကျွန်တော်ကတော့ Manchester United တို့အနေနဲ့မနိုင်ရင်တော့မှကျွန်တော်အနည်းဆုံးတည်ရည်လောက်ကစားသွားမယ့်ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့သုံးသက်ပေးချင်ပါတယ်ဗျာနော်အဲ့တော့ Brentford တို့ရဲ့မှာနီးပြတစ်အနေနဲ့လည်းပဲသူရဲ့မှာရလက်ဆိုးတွေကိုပြန်လည်ပြီးတော့အဖက်ဆယ်ဖို့အတွက်တော်တော်လေးကြိုးစားမှာဖြစ်ပြီးတော့ Manchester United တို့ရဲ့မှာနီးပြအာမိုရင်ဟာဆိုလို့ရှိရင်လည်းပဲသူ့အနေနဲ့နော် Manchester United ကနေမထွက်ခွာအောင်နှင်ထုတ်မခံရအောင်ကကျွန်တော်တို့ Chelsea တင်းတော့နိုင်ထားပြီးနောက်ထပ်ကျွန်တော်တို့နှစ်ပွဲလောက်အထိနိုင်ပွဲလိုအပ်နေခဲ့သေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲစဉ်မှာက Brentford တို့ကိုအနိုင်ကစားသွားလိမ့်မယ်လို့ထင်တယ် Brentford နဲ့ကျွန်တော်နောက်ထပ်2သင်းလောက်ပဲခြောင်တာကျန်တဲ့ပွဲစဉ်တွေကပွဲချက်တွေဖြစ်တဲ့အတွက် Manchester United တို့ကဒီပွဲစဉ်မှာကပွဲလဲအနည်းငယ်ခြောင်တဲ့အချိန်မှာတေချာပေါက်အနိုင်ကစားရမှာဖြစ်တဲ့အတွက်ကျွန်တော်ကတော့ကျွန်တော်တို့ ancient ဖြစ်တဲ့ Brentford ဆိုတာထက်ကျွန်တော်တို့ရမှာအဝေးခွင့်ဖြစ်တဲ့ Manchester United ကိုပဲကျွန်တော်ကတော့ဒီပွဲစဉ်မှာရွေးချယ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်ကတော့အင်ဂျင်ဝတ်ထားလို့ Manchester United fan တယောက်ဖြစ်လို့ကျွန်တော်က Man U ဘက်ကိုရွေးချယ်ပေးခဲ့တာမဟုတ်ဘဲနဲ့လက်ရှိ internet အဖွင့်ကြီးနဲ့ကျွန်တော်လက်ရှိခြေစွမ်းနေရပါတော့ကျွန်တော်ကတော့ကြည့်ပြီးတော့ Manchester United ဘက်ကပဲရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ဗျာနော်အဲ့တော့ညီကိုတို့အနေနဲ့ကော Brentford နဲ့ Manchester United ဖေအသင်းကအနိုင်ရရှိသွားမယ်လို့ထင်မြင်မိလေဗျာနော်ညီကိုတို့ရဲ့မှာအမြင်များကိုလည်းပဲမှတ်ချက်မှာရေးပေးခဲ့ကြပါဦးဗျာနော်